အားလုံးပဲမင်္ဂလာပါလက်ဆင့်ဝါရဂျိုးတစ်ချောင်းကိုရွေးရဲဆိုတာစိုင်မှာတွေးတဲ့ဂျိုးကောက်ထစ်လိုက်အောင်မေလားဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးနည်းနည်းတဲ့ချက်တည်ရှိနေမလားမှန်ကန်တဲ့လက်စစ်ကေပဲဂျိုးကိုရွေးချယ်တာကဘာလို့ဒီလောက်အရေးကြီးတာလဲဆိုတာကိုဒီနေ့အသေးစိတ်ရှင်းပြတော့မှထွေပါတယ်ဟုတ်ကဲ့အဲ့ဒီမျိုးခွန်းကအဓိကကြတဲ့မျိုးခွန်းတစ်ခုပါပဲဘာလို့လဲဆိုတော့ရွေးချယ်မှုမှားသွားပြီဆိုရင်မီးလုံးလေးမိန်သွားတာလောက်ကနေမော်တာတွေကောက်ကောက်မလန်နိုင်တာနောက်ဆုံးမီးပေးအန်ဒရီယာလိုကြီးမားတဲ့ကိစ္စတွေအထိဖြစ်လာနိုင်လို့ပါပဲကဲဒီနေ့မှာတော့ဗာတွေပြောကြမလဲဆိုတော့ပထမဆုံးအခြေခံအကြဆုံးတွက်ချက်မှုတွေအကြောင်းပြောမယ်ပြီးရင်လက်တွေ့မှာအဲ့ဒီတွက်ချက်မှုတွေကိုဘယ်လိုပြန်ချိန်ညှိရမလဲဆိုတာကြည့်မယ်ပြီးတော့အကွာအဝေးကိုဘယ်လိုပြဿနာတွေဖြစ်စေနိုင်လဲအားလုံးကိုဘယ်လိုပေါင်းဆက်ပြီးနောက်ဆုံးမှာအကောင်းဆုံးဆုံးဖြတ်ချက်ကိုဘယ်လိုချမလဲဆိုတာကိုအဆင့်ဆင့်ရေးလာတော့ကြပါမယ်ကဲပထမဆုံးပိုင်းကိုစလိုက်ကြအောင်ဒီမှာတော့ circuit design တစ်ခုရဲ့အတန်းနှလုံးခက်တဲ့အဓိကကစားသမား၃ယောက်နဲ့မိတ်ဆက်ပေးပါမယ်သူတို့ကနားလည်သွားရင်ကျန်တာတွေကလွယ်သွားပါပြီပထမဆုံးက IP ပေါ့ design current လို့ခေါ်တယ်ဒါကဘာလဲဆိုတော့ရှင်းရှင်းလေးပဲဒီ circuit ကနေဘလောက်ဝင်ကိုတည်ဆောင်ရမှာလဲဆိုတဲ့လိုအပ်ချက်ပါဥပမာမီလုံးတွေပန်ကားတွေပလတ်ပေါက်တွေအလုံးပေါင်းလိုက်ရင်လက်စီဘလောက်ထုံးဆွဲမလဲဆိုတဲ့ကိန်းဂဏန်းပေါ့ဒါကကျွန်တော်ရဲ့အစမှတ်ပါပဲနောက်တစ်ယောက်ကတော့ nominal current ပါဒါကြတာ circuit ရဲ့ကိုရင်တော်ကြီးပေါ့ fuse တော့ circuit breaker တော့ရဲ့တတ်မှတ်ချက်ကိုပြောတာပါခုနက IB ဆိုတဲ့ဝင်ထက်လက်စီကြောင်းကပုံများသွားပြီဆိုရင်သူက hey မရဘူးလို့ဆိုပြီးလက်စီလမ်းကြောင်းကိုဖြတ်ချပေးမဲ့အရေးကြီးတဲ့ကိရိယာပါနောက်ဆုံးတစ်ယောက်ကတော့ it tabulated current ပါဒါကတော့ cable ကြိုးကိုယ်တိုင်ရဲ့အစွမ်းစဖြည့်ဝကိုဖြိုးတာပါဒါပေမဲ့တတိထားရမှာကဒါဟာအကောင်းဆုံးအခြေအနေမှာပဲเนาะဆိုလိုတာကပတ်ဝန်းကျင်ကမပူဘူးတခြားဝါယာကြိုးတွေနဲ့လည်းကပ်မနေပဲလွတ်လွတ်လပ်လပ်ရှိနေတဲ့အခြေအနေမှာဒီကြိုးကလက်ရှိဘလော့အကြည့်တဲနိုင်လဲဆိုတာကိုဇာတ်တွေထဲမှာဖော်ပြထားတဲ့တန်ဖိုးပါအခုအဲ့ဒီကစားသမား၃ယောက်ကိုဆက်ပေးမယ်ရွှေစည်းမြင့်တစ်ခုရှိပါတယ်။ Aiden ဟာ in ထက်ငေးရမယ်။သို့မဟုတ်ညီရမယ်။ in ကလည်း it ထက်ငေးရမယ်။သို့မဟုတ်ညီရမယ်။ဆိုလိုတာကသုံးမဲ့အဝင်ထက် breaker ကနည်းနည်းပိုကြီးရမယ်။ပြီးတော့အဲ့ဒီ breaker ထက် wire ကျူးရဲ့ခန္ဓာရည်ကပိုပြီးတော့ကြီးရမယ်။ဒါမှသာဘေးခင်းတဲ့စနစ်တစ်ခုဖြစ်မှာပါ။ Okay အခု it ဆိုတဲ့ကိန်းဂဏန်းကိုတော့ဇာတ်ထဲကနေရပြီပေါ့ဒါမဲ့အဲ့ဒါကစာအုပ်ထဲကတခွဲခန်းထဲကလို့အကောင်းဆုံးအရှင်နေအဲ့တော့ပဲလေလက်တွေ့ကဘာမှာတော့အဲ့ဒီလိုမဟုတ်ဘူးအဲ့ဒီတော့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုရောက်လာပါပြီလက်တွေ့မှာတော့ဝါယာကြိုးရဲ့စွမ်းဆောင်ရည်ကို short ချပစ်တဲ့အနောက်အရှက်တွေရှိပါတယ်အဓိကကတော့အပူပါပဲဝါယာကြိုးတွေကအပူကိုမကြိုက်ဘူးပဝန်းကျင်အပူချိန် C တခြားဝါယာကြိုးတွေအများကြီးနဲ့အုပ်စုလိုက်တွဲတန်းထားတာ CG ဒါမှမဟုတ်အပူမထွက်အောင်ပိတ်လောင်ထားတဲ့အပူကပစ္စည်းထဲထည့်ထားတာ CI ဒါတွေအားလုံးကဝါယာကြိုးရဲ့လျှက်စီးတဲ့နိုင်စွမ်းကိုကြာဆင်းစေပါရဲ့ဒီပုံသင်နည်းကိုကြည့်လိုက်ပါအဓိပ္ပာယ်ကပါလဲဆိုတော့ခုနအနောက်ရှက်ဂိမ်းဒီကြောင့်ဝါယာကြိုးရဲ့စွမ်းဆောင်ရည်ကကျသွားမှာလေအဲ့ဒီတော့အဲ့ဒီကျသွားတာကိုကမိအောင်တော့မူလ item ကိုပို့ကြည့်တယ်တနည်းအားဖြင့်ပို့ထူတဲ့ဝါယာကြိုးကိုရွေးချယ်ရမယ်ဆိုတဲ့သဘောပါပဲဟုတ်ပါတယ်ဒီကိုကချက်ကအဲ့ဒါကိုရှင်းရှင်းလင်းလင်းပြောပြနေတာမှာဝါယာကြိုးတွေအများကြီးကိုပိုက်တစ်ချောင်းထဲမှာစုပြုံထည့်လိုက်ရင်သူတို့တစ်ချောင်းချင်းစီကထွက်တဲ့အပူတွေကစုပေါင်းပြီးအချင်းချင်းကိုပြန်အပူပေးသလိုဖြစ်သွားတာမို့စွမ်းဆောင်ရည်တွေကြာကုန်တာပေါ့ကဲအခုထိကဝါယာကြိုးကလက်စီဘလောက်တဲနိုင်လဲဆိုတဲ့အကြောင်းကိုပဲပြောနေတာနောက်ထပ်အရန်အရေးကြီးတဲ့ချက်တစ်ခုရှိတယ်အဲ့ဒါကတော့အကွာဝီး minus ဝါယာကြိုးရဲ့အရှည်ပါပဲဒီမှာကြည့်လိုက်ရင်ရှင်းရှင်းလေးတယ်ဝါယာကြိုးကတိုတိုလေးဆိုရင်စွမ်းအင်ကအစကနေအစုံကိုတိတ်မဆုံးရှုံးပဲရောက်သွားတယ်။ဒါပေမဲ့ဝါယာကြိုးကရှည်လာပြီဆိုရင်တော့လက်စစ်စွမ်းအင်တွေကလာမတင်ဖြည်းဖြည်းဆုံးရှုံးကုန်တာ။အဲ့ဒီခါဘာဖြစ်လဲဆိုတော့အစွမ်းတစ်ဖက်ကမီလုံးကမှိန်သွားတာတော့မော်တာကအားမရှိတော့တာတော့ဖြစ်လာတာပေါ့။အဲ့ဒီတော့ဒီဗိုအားကြတာကိုကြိတ်တလောက်ကြားခွင့်ပေးထားလို့မရပါဘူး။စီးမီတွေရှိပါတယ်။ပုံမှန်အားဖြင့်မီးလင်းဖို့အတွက်ဆိုရင်3%ပဲကြားခွင့်ရှိတယ်။ပါဝါသုံးတဲ့ PC တွေအတွက်ဆိုရင်တော့9%ထက်ပိုကြလို့မရဘူးလို့သတ်မှတ်ထားပါတယ်။ဒါကိုတွက်ထုတ်လို့ရတဲ့ပုံတင်နည်းလည်းရှိပါတယ်။ဒီထက်က MV/A/M ဆိုတာကတော့ဝါယာကြိုးအမျိုးအစားနဲ့အထူးပေါ်မူတည်ပြီးဇာတ်ထဲမှာကြည့်ရတဲ့တန်ဖိုးပေါ့။အဲ့ဒါကိုလက်စီ IB နဲ့အရှိ L လို့နဲ့မြောက်လိုက်ရင်ဘိုးအားဘလောက်ကျသွားမလဲဆိုတာကိုတွက်လို့ရပါတယ်။ကဲတွက်တာချက်တာပြီးသွားပြီဆိုတော့လက်တွေ့မှာသုံးတဲ့ပစ္စည်းတွေအကြောင်းနည်းနည်းတော့ပြောကြည့်အောင်။ကေဘယ်ကြိုးတွေကဒီမျိုးတွေမဟုတ်ပါဘူး။နေရာအလိုက်လိုအပ်ချက်အလိုက်သုံးရတာပါဥပမာအိမ်တွေရုံးတွေမှာသုံးနေကြက PVC ကြိုးတွေပေါ့စက်ရုံအလုပ်ရုံတွေမှာဆိုရင်တော့ပိုပြီးတော့ခံနိုင်ရည်ရှိတဲ့ SWA လို့ခေါ်တဲ့တန်ကြကာကြိုးတွေသုံးတယ်ရေနံစက်ရုံလို့
အရန်အပူချိန်မြင့်ပြီးအနေအများတဲ့နေရာတွေအတွက်ဆိုရင်တော့အထူးထုတ်လုပ်ထားတဲ့ MI ကြိုးတွေကိုသုံးရပါတယ် ပြီးတော့ဒီကြိုးတွေကိုဒီတိုင်းကျန်းဖင်ပေါ်ပစ်ထားလို့တော့မရဘူးလေအပြင်ကထိခိုက်မှုတွေကနေကာကွယ်ဖို့တဲ့ contour လို့ခေါ်တဲ့ pipe တွေတိုင်းထည့်ရတယ်ဒါမှမဟုတ် trunking တို့ cable tray တို့သုံးပြီးတော့စနစ်တကျတွေ့တိုင်းရတာပါဒါမှ wire ကြိုးတွေလည်းလုံခြုံပဲစနစ်ကလည်းတတ်တရပဲနဲ့လာပါအနေမှာပေါ့ အဆုံးသတ်အနေနဲ့ကျွန်တော်တို့ပြောခဲ့တာတွေအားလုံးကိုပြန်ပြီးတော့ခြုံငုံကြည့်အောင်ပါဝါယာကြိုးတစ်ချမ်းကိုမမှန်ကန်ကန်ရွေးချယ်ဖို့အတွက်လုပ်ငန်းစဉ်တစ်ခုလုံးကိုဆက်လက်လီဒီနဲ့ပြန်ကြည့်ကြပါစို့ ဒါကတော့အနက်ချုပ်ပါပဲပထမဆုံးကိုရဘုံ IB ကိုတည်ရမယ်ပြီးရင်သူ့ကိုကာကွယ်ပေးမယ် breaker in ကိုရွေးမယ်ပြီးတော့ပတ်ဝန်းကျင်အခြေအနေ CFD ကိုထည့်သွင်းပြီးလိုအပ်မဲ့ cable ရဲ့စွမ်းဆောင်ရည် ID ကိုရှာမယ်အဲ့ဒီ ID နဲ့ကိုင်းညီတဲ့ cable ကိုရွေးပြီးရင်နောက်ဆုံးအနေနဲ့ voltage stop ကိုထပ်ဆင်မယ်ဒါဆိုရင်တော့မှန်ကန်ပြီးပေးကင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်သွားပါပြီနောက်ဆုံးမှာတော့ဒီအသိပညာတွေဘယ်လောက်ရှိရှိစီးမြင်တွေဘယ်လောက်တည်တည်လက်တွေ့မှာအသုံးချတဲ့အခါမှာတော့ကျွမ်းကျင်တဲ့လူတွေရဲ့ကောင်းမွန်တဲ့လျှာနဲ့မှန်ကန်တဲ့ပစ္စည်းတွေကိုသုံးဆွဲခြင်းကအရေးကြီးဆုံးပဲဆိုတာကိုဒီကိုကချက်ကသတိပေးနေရမှာကဲဒီအခြေခံသဘောတရားတွေကိုသိသွားပြီဆိုတော့တခုလောက်စဉ်းစားစရာမေးခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်လက်တွေ့လုပ်ငန်းဝင်တွေမှာပေါ့ခုနကပြောတဲ့ပတ်ဝန်းကျင်အပူချိန်တို့ဝါယာကြိုးတွေအုပ်စုဖွယ်တာတို့လိုဖြင်းရှင်ချက်ကိန်းတို့တွေကဘယ်ဟာကိုလူတွေကအများဆုံးမေ့တဲ့ပေါ်စားတဲ့ဆုံးလို့ထင်ပါတယ်စဉ်းစားကြည့်ကြပါဦး